ကျမရဲ့ဗီဒီယိုအောက်တွေမှာဗီဇဆိုတာပြင်လို့မရဘူးအကျင့်ဆိုတာပြင်လို့မရဘူးဗီဇနဲ့ပတ်သက်ပြီးပြင်လို့ရလို့လားဆိုတဲ့ comment ကိုကျမတွေ့ထားရရှင်အဲ့ဒီအတွက်ဒီဗီဒီယိုလေးကိုရိုက်ချင်းဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင် Rishi အမေရိကန်နေကြိုးဆိုပါတယ်ရှင်ကျမမတတ်နာပါရှင်ကျမခုနေ့ပြောပြပေးမယ့်အကြောင်းအရာကဗီဇနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာရှင်တကယ်ပဲဗီဇပြင်လို့မရတော့ဘူးလားမွေးအဲ့ဒီဗီဇဆိုတာမွေးရပါစိတ်နေစိတ်ထားပေါ့နော်မွေးရပါစိတ်သက်တွေပြီးရင်ဖြတ်တန်းခဲ့ရတဲ့သူတို့ရဲ့တခြားပေါ့နော်ဖြတ်တန်းခဲ့ရတဲ့တခြားရဲ့အကျင့်စရိုက်တွေအဲ့ဒီဗီဇစရိုက်တွေတကယ်ပဲပြင်လို့မရတော့ဘူးလားသိပ္ပံပညာရပ်ကောစိတ်ပညာရပ်မှာပြင်လို့ရကြောင်းတာရကပြထားတဲ့ဖြစ်ရမှန်တစ်ခုရှိရဲ့ရှင်အဲ့ဒါကိုကျွန်မပြောပြပေးမယ်နော်အဲ့ဒါကအမေရိကန်ပြည်ထောင်စုပေါ့နော်အမေရိကန်ပြည်ထောင်စုကဆင်းရဲသားရပ်ကွက်မှာနေတဲ့ရှာကာဆိုတဲ့တယောက်ရှိတယ်အဲ့ဒီသူက16နှစ်မှာသူကမွေးစေးဝါရောင်းဝယ်တယ်ရောင်းဝယ်ရေးနဲ့ညှင်းခုန်မှုလုပ်တယ်ညှင်းခုန်မှုဖြစ်တယ်ညှင်းခုန်မှုဖြစ်ရင်လည်းလူတက်မိတယ်လူတက်တဲ့အခါမှာသူက1018နှစ်ကြာသွားတယ်1018နှစ်ကြာတယ်ထောင်ထဲမှာလည်းသူက gangster လို့နေတယ်စူးစူးသွန်းသွန်းနဲ့ပေါ့နော်လုံးဝအချင်းချင်းရန်နေဖြစ်အဲ့မှာထောင်ထဲမှာလည်းစူးစူးသွန်းနေခဲ့တဲ့အတွက်ထောင်အကျဉ်းသားအချင်းချင်းရန်ဖြစ်တဲ့အတွက်9နှစ်တိုက်ပိတ်ခံပြီးနေရတယ်ထောင်ထဲမှာလည်းအရန်ဆိုးွားတယ်နော်သူကအဲ့လိုဆိုးဝါးနဲ့နေတဲ့အခြေအနေမှာသူ့အတွက်ပြောင်းလဲလာတဲ့အချိုးအကွေ့တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့သူ့အတွက်အချိုးအကွေ့ပြောင်းလဲသွားတဲ့အရာတစ်ခုကစာတစ်စောင်ပဲစာတစ်စောင်ကြောင့်သူပြောင်းလဲသွားတယ်အဲ့ဒါဘယ်ကလာတဲ့စာလဲဆိုတော့သူတတ်ခဲ့တဲ့သူရဲ့မိခင်ရှိကလာတဲ့စာအဲ့ဒီစာကဘာရေးထားလဲဆိုရင်သူကအဲ့ဒီမိခင်ကနော်လုံးဝအညိုးတွေမရှိဘဲနဲ့ तू ကမေတ္တာအပြည့်နဲ့ဘာရေးလဲဆိုတော့မင်းကိုငါခွင့်လွှတ်တယ်တဲ့မင်းဘဝကိုအလဟတ်တမဖြစ်စေနဲ့တဲ့အဲ့ဒီစာလေးကို तू ဖတ်ပြီးတဲ့အခါမှာ तू နောင်တအရန်ရသွားတယ်အရန်ရပြီးရသွားပြီး तू အရန်စိတ်မကောင်းဖြစ်ပြီးတော့ပြောရရင်အဲ့ဒီမိခင်ရဲ့မေတ္တာကို तू ခံစားမိသွားရပေါ့နော် तू ဒီလောက်သူ့ရဲ့သားကိုတတ်ခဲ့တာသူ့ရဲ့မိခင်ရှိတဲ့မေတ္တာကိုဒီလိုမေတ္တာပါတဲ့စာကိုရခဲ့တယ်ဆိုတဲ့အရာကို तू ခံစားမိသွားပြီးတော့အဲ့ဒီစာကြောင့်အဲ့ဒီနောက်ပိုင်းမှာသူကစာတွေဖတ်တယ်စာတွေလေ့လာတယ်လုံးဝစိုးစိုးသွမ်းမနေတော့မယ်သူ့ကိုယ်သူကောင်းတဲ့အရာတွေပြုပြင်တော့တာလုံးဝပြောင်းလဲသွားတယ်ပြောရရင်သူ့ဘဝတစ်လျှောက်လုံးသူဖြတ်တန်းခဲ့တဲ့အကျင့်တွေကစိုးသွမ်းခဲ့တဲ့အကျင့်တွေဗီဇတွေစရိုက်တွေကနေလုံးဝဒီစာတစ်စောင်ကြောင့်သူပြောင်းလဲသွားတယ်အဲ့နောက်သူက2010မှာထောင်ကထွက်သွားတယ်ထောင်ကထွက်လာရပေါ့နော်ထောင်ကထွက်လာပြီးတော့ Writing My Wrong ဆိုတဲ့စာအုပ်ကိုရေးသားခဲ့တယ်အဲ့ဒီစာအုပ်ကအရန်ရောင်းရတယ်နာမည်ကြီးစာအုပ်ဖြစ်သွားတယ်နာမည်ကြီးစာအုပ်ပေါ့နော်ပြီးတော့ तू ကကဘာကျော်တက္ကသိုလ်တွေမှာ तू ကဟောပြောပွဲတွေလုပ်တယ် तू ကဘာတွေဟောပြောအဓိကထားပြီးဟောပြောလဲဆိုတော့ပေါ့နော်လူတွေဟာပေါ့နော်သူတို့လုပ်ခဲ့တဲ့အမှားပေါ့နော်အမှားတစ်ခုနဲ့မဆုံးဖြတ်သင့်ဘူးသူတို့ဘဝမဆုံးဖြတ်သင့်ဘူးပေါ့နော်အဲ့ဒီအကြောင်းအရာတွေနဲ့သူဟောပြောပွဲတွေလုပ်တယ်အခုချိန်မှာဆို तू ကလူငယ်တွေရာဇဝတ်မှုတွေမလုပ်အောင်ပေါ့နော်တားဆီးတဲ့အလုပ်တွေလုပ်ငန်းတွေပါလုပ်နေရပေါ့နော်အဲ့တော့အဲ့ဒါကိုကြည့်ခြင်းအဖြစ်သိပ္ပံပညာရပ်ကောစိတ်ပညာရပ်မှာအကျင့်ဗီဇတွေကတကယ်ပြုပြင်လို့ရပါတယ်ဆိုတာတာရကနေဖြစ်မှန်ပြပြပေးထားရပါတော့အဲ့တော့တကယ်ပြုပြင်ခြင်းနဲ့ပြုပြင်နေဆိုရင်တော့ဘေးကတိုက်တွန်းနေလို့မရဘူးအကျင့်စရိုက်ဗီဇတွေမကောင်းတဲ့သူတွေကဘေးကအတင်းကျပ်လုံးဝပြုပြင်လို့မရပါဘူးဘယ်လိုမျိုးပြုပြင်သွားလဲဆိုတော့သူတို့ကိုယ်တိုင်မှားကြောင်းနားလည်ပြီးသူတို့ကိုယ်တိုင်ပြင်ဆင်လို့စိတ်ရှိမှဒီဗီဇပြင်လို့ရတာပါဘယ်သူမှဘေးကနေတိုက်တွန်းနှိုးဆော်လို့မရပါဘူးသွားပြီးပြောရင်ကိုယ်နဲ့ရန်ဖြစ်မှာပဲရှိတယ်အဲ့တော့သူတို့ကိုယ်တိုင်ပြုပြင်ခြင်းစိတ်ရှိမှသူတို့ကိုယ်တိုင်ပြောင်းလဲလို့စိတ်ရှိမှပြောင်းလဲတာပါအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမရှိမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ Messenger ကိုလာခဲ့လို့ရပါတယ်ရှင့်ကိုယ့်ရဲ့လက်ရှိမှာမိမိရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်အနေကိုမဆုံးဖြတ်တတ်ဘူးအဆင်မပြေဘူးစိတ်ပိုင်းဆိုင်ရာတွေလည်းအဆင်မပြေဘူးကြံတွေလည်းဘာမှလုပ်မရဘူးဘာလို့ဘာကံမှမသိဘူးဆိုရင်တော့ကျမရှိမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးကြံယူလို့ရပါတယ်ရှင့်ပြီးရင်ကျမရှိမှာတင်တန်း2မျိုးလည်းရှိပါတယ်တစ်မျိုးကအိမ်တော်ထိန်းသိမ်းသည့်အခြေခံအုတ်မြစ်တင်တန်းပေါ့နော်အိမ်တော်ရေးအတွက်
ဘာတွေလိုအပ်တယ်ဘာတွေစိတ်ကိုပြင်ဆင်ထားရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့အရာမျိုး train ပေးပြီးသင်ပေးတာဖြစ်ပါတယ်ရှင့်လက်ရှိမှာတော့သူက1 by 1သင်တန်းရှိပါမယ်ရှင့်နံပါတ်2ကတော့ VIP special သင်တန်းရှိပါမယ်ရှင့်ဒါကတော့ကိုယ့်ရဲ့အိမ်အောင်ရေးမှာကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့သွားမယ်လမ်းကြောင်းကိုတေချာစိတ်ပိုင်းဆိုင်ရာတွေ train ပေးပြီးသင်ပေးတဲ့သင်တန်းဖြစ်ပါတယ်ရှင့်ဒီကတော့ဘောနော်1 by 1သူလည်းသင်ပေးတာပါဒီကောင်ကတော့ကိုယ့်ရဲ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးလမ်းကြောင်းတစ်ခုလုံးဆွဲပေးတဲ့အရာပေါ့နော်အမြင့်ကနေဆွဲပြီးတော့သင်ပေးတဲ့အရာမျိုးဖြစ်ပါတယ်ရှင့်အဲ့တော့မိမိအနေနဲ့ဘယ်အရာကိုက်ညီလဲဆိုတာအသေးစိတ် Messenger မှာလာရောက်ဆွေးနွေးလို့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်အောင်ရှင်တိုင်းချစ်ချင်းမြတ်တာတွေတိုးပွားပြီးအရာအလုံးစင်ပြေချုံးပွေကြပါသည်ရှင်